ကိုဘဝဆက်တိုင်းကောင်းစားစေခြင်းနဲ့ဆိုရင်နဲ့မကောင်းမှုအကုသိုလ်တွေနဲ့ဘယ်တော့မှကိုယ်ရင်နဲ့နှလုံးနဲ့မရှင်တွဲစေနဲ့နနံပပိနဆိုလိုတာကမဟုတ်တာလုပ်ဖို့စိတ်မကူးနဲ့ကိုယ်ရင်ထဲမှာမဟုတ်တဲ့အတွေးတွေရောက်လာစေနဲ့တွန်းလှန်ဖယ်ရှားပြေလို့သူတို့ပြောတာနော်လက်မခံနဲ့မဟုတ်တဲ့အတွေးဆိုတွန်းလှန်ကောင်းတဲ့အပြစ်ကင်းပြီးတော့ကုသိုလ်ဖြစ်တဲ့အတွေးတွေကိုတွေးပေးပါဘာတွေတွေးရမလဲကိုယ်အရေးကိုတွေးတာကြရင်အေးဒီနေ့ငါဟာကိုချင်းသီလနဲ့ပြည့်စုံရင်လားငါတဏ္ဍမှာကိုချင်းသီလရှိရလားငါပါရိနဲ့အချိန်ကုန်နေတယ်လေငါစိတ်တရားရောကုသိုလ်စိတ်နဲ့အချိန်ကုန်သလားကိုဆန်းစစ်ပြီးတဲ့အခါကျတော့ကုသိုလ်နဲ့အချိန်ကုန်အောင်ကြိုးစားဖို့လိုအပ်တယ်ရင်နဲ့နှလုံးနဲ့ကုသိုလ်ရဖို့ကအရေးကြီးတယ်ရင်ထဲမှာတရားဖြစ်နေတယ်လှူတာမလှူတာတဲ့တရားဖြစ်နေတယ်ရင်ထဲမှာတတိတွေဖြစ်နေတယ်ရင်ထဲမှာမကောင်းတာတွေကိုမလုပ်ဖို့ကြိုးစားတဲ့ဝိရိယတွေဖြစ်နေတယ်ရင်ထဲမှာစိတ်တွေလေလွင့်မနေဘဲနဲ့ကောင်းမြတ်တဲ့အာရုံတစ်ခုပေါ်မှာတည်ကြည်မှုတွေဖြစ်တယ်ရှင်ထဲမှာအမှန်ကန်ဆင်ញင်သုံးသပ်တတ်တဲ့အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ញင်သုံးသပ်တတ်တဲ့အသိဉာဏ်တွေဖြစ်နေမယ်တတ္ထဝိရိယတတိသမာဓိပညာဆိုတာဒါတွေဖြစ်နေတယ်ဆိုရင်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍမှာမဖြစ်တော့သီလနဲ့ထုံမွမ်းထားမယ်တရားနဲ့ထုံမွမ်းထားမယ်တုတ္တနဲ့ထုံမွမ်းမယ်စာကနဲ့ထုံမွမ်းနေဆိုတာမကြတတိယကိုပြောတာကိုစောင့်တဲ့သီလလေးတွေမယ်မကြတတိယမကြတတိယနေခြင်းအပြင်ကုသိုလ်ဆိုတာစိတ်ထဲကတတိယပြီးတော့နေတဲ့အခါမှာဒီသီလထပ်ဆောင်မလို့အကျိုးတက်လာတာအကျိုးဖြစ်လာတာအဲ့ဒီတခါတတိယရင်တခါကုသိုလ်စိတ်ဖြစ်တယ်နှစ်ခါတတိယရင်နှစ်ခါကုသိုလ်စိတ်ဖြစ်အဲ့တော့ယင်နဲ့နှလုံးထဲမှာတတ္ထာပရိဘာဝိတစိတ်သီလပရိဘာဝိတစိတ်တုတ္တပရိဘာဝိတနာထားတဲ့တရားတွေမကြတရားနာစဉ်းစားတုတ္တပရိဘာဝိတစိတ်စာကကိုလှူထားတဲ့ကုသိုလ်ကောင်းမှုတွေကိုယင်နဲ့နှလုံးထဲမှာမကြကြတာသတိထားအေးဆင်ញင်တုံတရားလှုပ်တင်တာနဲ့မလှုပ်တင်တာအ ਨੇ ဆုံးကကံဤအကျိုးကိုသိမြင်တဲ့ပညာကမ္မတက္ကတာသမာဓိဋ္ဌိမမြဲဘူးလို့သိတာဝိပဿနာသမာဓိဋ္ဌိအ ਨੇ ဆုံးကမ္မတက္ကတာသမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိဆိုကိုယ့်ရဲ့နေဖြစ်အောင်လုပ်ရမှာပဲဖြစ်တယ်အဲ့လိုဖြစ်နေခြင်းအပြင်သိနေလို့ရှိရင်မသိတဲ့မောဟကုသနာမှမဖြစ်ဘူးကုသိုလ်တရားကိုတတိယနေခြင်းအပြင်ကုသိုလ်တရားကိုမေ့လျော့တဲ့ပမာဒတရားလည်းကိုယ့်ရဲ့နေမှာဖြစ်တော့ဘူးအဲ့ဒါလို့အဆိုးတရားတွေကိုဖယ်ရှားဖို့မြတ်စွာဘုရားအတ္တနေစီပိယံစင်ညာကိုမျက်နှိုးတဲ့တမိုးထားတယ်ဆိုရင်နနံပပိနတန်ယူစီကိုယ့်ရဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေဖြစ်စေနဲ့တဲ့ဘာကြောင့်တိုက်တွန်းရတယ်လဲဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကာရိမဟုတ်တာလုပ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူးမကောင်းတာလုပ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွက်နဲ့မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုတဲ့ကိုယ့်ရင်နဲ့နှလုံးထဲမှာကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားအထောက်ပါတတ္တမကရိယကလျာဏနိစယတံပရာယိကပုံညာနိပရလောကသမေပဋိဋ္ဌာဟောတိပါနေတာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကြိုးစားပြုပါ